စမ်းရည်မို့လိုမျိုးအတောင်ပံငွေသားစုချခံရပေမဲ့လည်းအထင်လွဲမှာဆိုပြီးချက်ချင်းချုပ်ပစ်ခဲ့တဲ့အောင်စဘူးပရိသတ်ကြီးမင်းသားလေးအောင်စဘူးကတော့ကြရပေါင်း3သိန်းကိုခန်းစားနေရတာပါနော်အခုလေသူကဘာရဲမဟုတ်ဘူးပြောလိုက်တဲ့စကားကိုအထာနာကောက်နေကြပြီးတော့ဝိုင်းထိုးနေကြပြန်ပါတယ်အောင်စဘူးကထိုင်းနိုင်ငံကချနာဘူရီမှာရှိတဲ့မြန်မာဘုန်းတော်ကြီးကျောင်းမှာပွဲကနေရင်အတောင်ပံငွေသားစုချခံခဲ့ရတာဖြစ်ပါတယ်အောင်စဘူးကငွေသားအတောင်ပံကိုယူပြီးတော့လက်အုပ်ချီကပေးတဲ့သူကိုကျေးဇူးတင်ခဲ့ပြီးသူမဝစ်ချင်ဘူးအတူခိုးမှာပြောခံရအောင်မေဆိုပြီးတော့ချက်ချင်းပဲချွတ်ပစ်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်စမ်းရည်မိုးရဲ့ပရိသတ်တွေကလေကြီးနေတဲ့အတောင်ပံကဖြစ်တည်တည်လေးအတောင်ပံဆိုတာဒီလိုဟာဆိုပြီးတော့စမ်းရည်မိုးရဲ့ငွေသားအတောင်ပံအကြီးကြီးကိုချပြလာခဲ့တာဖြစ်ပါတယ်။စမ်းရည်မိုးရဲ့တချို့သောဖန်တွေကတော့စမ်းရည်မိုးဟာမြန်မာပတ်စံနေရတာပါ။အောင်စဘူးကထိုင်းဘက်ဆိုတော့မတူပါဘူး။အောင်စဘူးကိုမတိုက်ခိုက်ပါနဲ့။မင်းသားလေးတွေအချင်းချင်းကဘာမှမဖြစ်ဘူး။သူတို့လိုဖန်တွေကလည်းရှိပါသေးရဲ့။အခုကတော့စစ်ဖန်နေကြောင်ငခုံးမတကောင်ကြောင့်တလီလုံးပုတ်ဆိုသလိုပါပဲနှစ်ဖက်မျှတွင်းနေကြတာလေးဖြစ်ပါတယ်ဟုတ်လဲဟုတ်ပါတယ်ဖန်တချို့ရဲ့ပုတ်ကိုဆွဲကြောင်သာကြရက်ထားနေရပါမင်းသားအောင်စဘူးရောစမ်းရည်မိုးရောကသူတို့လှုပ်ပြီးတော့အေးစစ်စစ်နေတတ်ကြတာဖြစ်ပါတယ်မှတ်ချက်လေးကိုလည်းပြောပြခဲ့ပါဦးနော်